ကျိလက်ဒေတာဘန်နီဘာရိုကယုံတလေးတကောင်ဖြစ်တဲ့ဂျူဒီဟော့ပ်ဆာကလေးဘဝကကလေးကအိမ်မက်မခဲ့တဲ့ဇူတိုဘီယာမြို့ရဲ့ပထမဆုံးယုံရဲတရားရှိဖြစ်လာဖို့အိမ်မက်ကိုအကောင့်ထဲဖော်နိုင်ခဲ့တယ်။ဇူတိုဘီယာ Police Department CPD မှာအလုပ်ဆောက်ဝင်နဲ့ပထမနေ့မှာပဲ Chief Bogo ကသူမကိုကားပါကင်စောင့်တဲ့အလုပ်ပဲပေးလိုက်တယ်။အဲ့ဒီနေ့မှာပဲသူမရဲ့အလုပ်ချိန်အတွင်းလှည့်စားကောင် Red Fox Nick Wine နဲ့သူ့အဖော် Phoenix တို့ရဲ့လှည့်စားတာကိုခံလိုက်ရတယ်။နောက်နေ့မှာတော့ဂျူဒီကသူမရဲ့တာဝန်ကိုပြပြီးအသေးစားခိုးမှုလုပ်တဲ့ Duke Weasel ကို Crocus Pub ခိုးထားလို့ဖမ်းဆီးလိုက်တယ်။အဲ့ဒီအချိန်မှာ Chief Bogo ကဂျူဒီကိုစူနေတော့ Mrs. Alderton ကသူ့ရဲ့ခင်မင်း Emmet ကိုရှာပေးဖို့အကူအညီတောင်းရင်းနဲ့ရုံးကိုရောက်လာတယ်။ Emmet ဟာပျောက်ဆုံးသွားရဲ့ Predator တရိစံတွေကတယောက်ချစ်တယ်။အထက်အရာရှိရဲ့ခွင့်ပြုချက်မယူဘဲဂျူဒီကဒီအမှုကိုကိုယ်တိုင်လက်ခံယူပြီးကူညီမယ်လို့ဆုံးဖြတ်လိုက်တယ်။အဲ့ဒါကြောင့် Chief Bogo ကအမိတ်မနာလိုက်နာဘူးဆိုပြီးဂျူဒီကိုအလုပ်ထုတ်ဖို့ကြိုးစားလိုက်တယ်။ဒါပေမဲ့မြို့တော်ရဲ့လက်ထောက်မြို့တော်ဝင် Don Bellwether ကဒီတာဝန်ကိုလက်ခံယူတဲ့ဂျူဒီကိုချီးကျူးလိုက်တဲ့အခါမှာအခြေအနေကပြောင်းသွားတယ်။ဘိုဂိုကဒီအမှုကိုလုတ်ခွင့်ပေးလိုက်ပေမဲ့အခြေအနေတစ်ခုထားလိုက်တယ်။48နာရီအတွင်းအမှုကိုမဖြေရှင်းနိုင်ရင်ဂျူဒီကအလုပ်ထွက်ရမယ်ဆိုတာပါ။စုံစမ်းပြီးတော့ Emmet ကိုနောက်ဆုံးတွေ့ခဲ့တဲ့သူက Nick ချက်တယ်ဆိုတာသိသွားတယ်။ဒါကြောင့်ဂျူဒီက Nick ကိုကူညီအောင်လုပ်ဖို့နီလန်တစ်ခုတုံးလိုက်တယ်။အခွန်ဆောင်နာကိုဝန်ခံထားတဲ့ Nick ရဲ့စကားကိုအတန်းဖမ်းပြီးအချမ်းဖက်စွာချင်းလိုက်တာပဲ။ Emmet ကိုခေါ်သွားခဲ့တဲ့လီမိုဇင်းကိုလိုက်ရှာရင်ကားပိုင်ရှင်က Mr. Big ဆိုတဲ့အောက်လောက်ကအကြီးအကဲဖြစ်တယ်ဆိုတာသိလာကြတယ်။ Nick နဲ့ Mr. Big ကြားမှာတော့အတိတ်ကအကြောင်းအရာတွေရှိနေတယ်။ Mr. Big က Emmet ကမထင်မှတ်ပဲရိုက်စားသွားပြီးစိတ်မထိန်နိုင်တော့ပဲကားမောင်းသမား Manchis ကိုတိုက်ခိုက်ခဲ့တယ်လို့ပြောပြတယ်။ Judy နဲ့ Nick က Manchis ကိုမင်းမန်းတဲ့အခါ Emmet က Night Howlers လို့အော်ပြောပြီးမှသူ့ကိုတိုက်ခိုက်ခဲ့တယ်လို့ရှင်းပြတယ်။ဒါပေမဲ့စကားပြောနေချိန်မှာပဲ Manchis ကိုယ်တိုင်လည်းရုတ်တရက်ရိုင်းစားထားပြီးသူတို့နှစ်ယောက်ကိုလိုက်ဖမ်းလာတယ်။ Judy က Manchis ကိုထောင်ချောက်ချပြီးရဲအဖွဲ့ကိုအကြောင်းကြားလိုက်တယ်။ဒါပေမဲ့ရဲအဖွဲ့အကူအညီရောက်ခင်မှာပဲ Manchis ကလွှတ်ဝက်စရာဖျောက်ကွယ်သွားခဲ့တယ်။ Chief Bogo က Judy ကိုအလုပ်ထွက်ဖို့တောင်းဆိုလာတယ်။ဒါပေမဲ့ Nick ကဝင်းကြီးတတိပေးလိုက်တယ်။ Judy မှာအမှုဖြစ်ရှင်းဖို့နာရီ10နာရီတောင်ကြံသေးတယ်ဆိုပြီးနောက်ပိုင်းမှာ Nick ကသူ့ရဲ့ကလေးဘဝအကြောင်းကို Judy ကိုဖွင့်ပြလာတယ်။ကြွကောင်ကိုဆိုရင်မကောင်းဘူးဆိုတဲ့လူတွေရဲ့အယူဆကြောင့်သူ့ကိုတငယ်ချင်းတွေကအနိုင်ကျင့်ခဲ့ကြတာပါ။ City Hall ကိုရောက်တဲ့အခါ Assistant Mayor Bellwether က Zootopia မြို့ရဲ့ Landman ဆက်သွယ်ရေးကင်မရာတွေကိုအသုံးပြုခွင့်ပေးလိုက်တယ်။အဲ့ဒီကင်မရာတွေကြည့်ရင် Manchis ကို Timber Wolf တွေကအပိုင်ဖမ်းခေါ်သွားတာကိုတွေ့လိုက်ရတယ်။ Judy ကအဲ့ဒီ Timber Wolf တွေကို Night Howlers တွေလို့ယူဆလိုက်တယ်။ဝင်ပုလေတွေကိုလိုက်နိုင်ရင် Judy နဲ့ Nick က Emmet နဲ့ပျောက်ဆုံးနေတဲ့ Predator တရိစံတွေအားလုံးကိုရှာတွေ့လိုက်တယ်။သူတို့အားလုံးဟာရိုင်းဆိုင်နေပြီးစိတ်ကြမ်းမာရေးစေးရုံတစ်ခုလိုနေရာတစ်ခုထဲမှာခြုံနှောင်ထားခံရတယ်။ဒီအရာအားလုံးဟာ Zootopia မြစ်တော် Leoda Lionheart ရဲ့အမိန့်နဲ့လှုပ်ထားတာဖြစ်ပြီးသူကဒီလိုရိုင်းဆိုင်ရတဲ့အကြောင်းရင်းကိုရှာဖွေနေစေချစ်တယ်။နောက်ဆုံးမှာတော့ Lionheart နဲ့အဲ့ဒီစိတ်ကြမ်းမာရေးစေးရုံကဝန်ထမ်းတွေကိုဖမ်းဆီးနိုင်ခဲ့ပြီးမြို့တော်ရဲ့လက်ထောက်မြို့တော်ဝန်ဖြစ်တဲ့ Bellwether ကမြို့တော်ဝန်အသစ်ဖြစ်လာတယ်။အမှုကိုဖြေရှင်းနိုင်ခဲ့တဲ့အတွက် Judy ကိုအများကြီးချီးကျူးကြပြီးသူမက Nick ကို CPD မှာသူမရဲ့လက်တွဲပေါ်အဖြစ်ဝင်လို့ဖို့ဖိတ်ခေါ်လိုက်တယ်။ဒါပေမဲ့သတင်းစာရှင်းလင်းပွဲတစ်ခုမှာ Judy ကမရည်ရွယ်ပဲ Predator ရဲ့ကိုခန္ဓာဖွဲ့စည်းကြောင့်ဒီလိုရိုင်းဆိုင်သွားတာဖြစ်နိုင်တယ်ဆိုပြီးသဘောထားသူပြောမိသွားတယ်။အဲ့ဒီစကားတွေကြောင့် Nick ကစိတ်ပြက်ပြီးအလိုအမစ်စိတ်ထိခိုက်သွားတယ်။သူက Judy ကိုခွာထွက်သွားပြီး Judy ရဲ့စကားတွေက Zootopia ကမျိုးလုံးမှာ Predator တွေအပေါ်ကြောက်ရွံ့မှုနဲ့ခွဲခြားဆက်ဆံမှုတွေကိုဖြစ်ပေါ်စေသွားတယ်။ကိုအဖြစ်တရနေရင် Judy ကအလုတ်ထွက်လိုက်ပြီး Bunny Borrow ကိုပြန်သွားလိုက်တယ်။နောက်ပိုင်းမှာတော့မိဘတွေရဲ့ဟင်းသီးဟင်းရွက်ဆိုင်မှာကူညီလုပ်ကိုင်နေတော့ Judy က Night Howlers ဆိုတာတကယ်တော့ Midnight Champion ပန်းတွေဖြစ်ပြီးစားမိရင်စိတ်ကိုအယမ်းထိခိုက်စေတဲ့တက်ရောက်မှုတွေရှိတယ်ဆိုတာသိလာရတယ်။ဒီပန်းတွေကိုအသုံးချပြီး Predator တွေကိုရိုင်းဆိုင်အောင်လုပ်နေသူတယောက်ရှိတယ်ဆိုတာသဘောပေါက်သွားတယ်။အဲ့ဒါနဲ့ Judy က Zootopia ကိုပြန်သွားပြီး Nick နဲ့လည်းပြန်လဲနားလည်မှုရခဲ့ကြတယ်။ Mr. Big ရဲ့အကူအညီနဲ့ Judy နဲ့ Nick က Duke Weaselton ကိုဖမ်းပြီးစစ်ဆေးမေးမြန်းလိုက်ရတယ်။ Weaselton က Duck ဆိုတဲ့တိုးတကောင်က Night Howler ပန်းတွေခိုးဖို့သူ့ကိုမှားခဲ့လာပါလို့ဝန်ခံလိုက်တယ်။သူတို့ကမြေရောက်ရထားလမ်းအောက်မှာလျှို့ဝှက်ထားတဲ့ Duck ရဲ့စမ်းတက်ခန်းကိုရှာတွေ့သွားတယ်။အဲ့ဒီမှာ Duck က Night Howler ပန်းတွေကနေ Serum တစ်မျိုးထုတ်လုပ်ပြီး Predator တွေကို X-ray ပစ်တံနဲ့ပစ်ဖို့ပြင်ဆင်နေတာပါ။ Judy နဲ့ Nick က Serum ပစ်တံတစ်နက်ကိုအထောက်အထားအဖြစ်သိမ်းယူပြီးမြေရောက်ရထားလမ်းထမှာလိုက်လံပြေးလွှားရင်ခက်ခဲထွက်ပြေးနိုင်ခဲ့တယ်။ဒါပေမဲ့ CPD ကိုမရောက်ခင်မှာပဲ Natural History Museum ထဲမှာ Bellwether ကသူ့ကိုတားဆီးလိုက်တယ်။အဲ့ဒီအချိန်မှာပဲ Bellwether က Predator တွေအပေါ်အမုန်းထားပြီး Prey တွေကိုသာဦးစားပေးတဲ့ကြံစီမှုအကြီးကြီးကိုကိုယ်တိုင်ဦးဆောင်ခဲ့သူဆိုတာဖော်ပြလိုက်တယ်။ Bellwether က Judy နဲ့ Nick ကိုပြစ်တိုက်ထဲမှာပြခန်းတစ်ခုမှာပိတ်ထားပြီး Nick ကို Serum ပစ်တံနဲ့ပစ်လိုက်တယ်။ Judy ကိုတတ်သွားအောင်စီစဉ်ထားတာပါ။ပြီးတော့ CPD ကိုဖုန်းခေါ်ပြီး Nick ကိုဖမ်းခိုင်းလိုက်တယ်။ဒါပေမဲ့ Judy နဲ့ Nick ကအရင်ကတည်းကဖိတံတွေကို Blueberry နဲ့အစားထိုးထားပြီးသားဆိုတာဖော်ပြလိုက်ကြတယ်။ဒါအဖြစ် Bellwether ရဲ့ဝန်ခံချက်ကူပါအတန်ဖမ်းထားပြီးသားဖြစ်တယ်။နောက်ဆုံးမှာတော့ Bellwether နဲ့သူမရဲ့အဖော်တွေအားလုံးကိုဖမ်းဆီးနိုင်ခဲ့တယ်။အဲ့ဒီအချိန်မှာထောင်ထဲမှာရှိနေစေဖြစ်တဲ့ Lionheart ကတော့ Bellwether ရဲ့လုပ်ရက်ကိုလူသိရှင်ကြားညင်းဆိုပြီး Predator တွေကိုချုပ်ထားခဲ့တာကမှားပေမဲ့မှန်တယ်လို့ယုံကြည်ပြီးလုပ်ခဲ့တာပါလို့ပြောလိုက်တယ်။နောက်ဆုံးမှာတော့ Predator တွေအားလုံးကိုကုသပေးနိုင်ပြီးပြန်လဲလူမှုဘဝတွေပေါင်းစည်းနိုင်ခဲ့ကြတယ်။ Judy ကိုလည်းရဲဒါနာတဲ့ပြန်လက်ခံလိုက်တယ်။6လအကြာမှာတော့ Nick ကရဲတင်တန်းကြောင်းကနေအောင်မြင်စွာဘွဲ့ရပြီး Judy ရဲ့လက်တွဲပေါ် Zootopia ရဲ့ပထမဆုံး Fox ရဲအရာရှိဖြစ်လာခဲ့တယ်